ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မုံညာဖြူချလိုက်ကိုရီးယားသင်တန်းကျောင်းကဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရှင်းပြပေးမယ့်အကြောင်းအရာလေးကတော့ကျောင်းသားများမေးထားတဲ့ non-dero ဝါဂျာမာဂျာဒီသရာနှစ်ခုကဘယ်လိုမျိုးကွာခြားလဲဘယ်လိုမျိုးအသုံးပြုရလဲဆိုတာနဲ့ပတ်သက်ပြီးရှင်းပြပေးပါလို့ကျွန်တော်ကိုတောင်းဆိုထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီသရာလေးနှစ်ခုနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ non-dero ဝါဂျာမာဂျာအဓိပ္ပာယ်ကတော့ချင်းတာနဲ့ပေါ့နော်တွေ့သည်ဆိုရင်တွေ့ချင်းတွေ့တာနဲ့ရောက်ပြီဆိုရင်ရောက်ချင်းရောက်တာနဲ့ဒီလိုမျိုးဘာသာပြန်ပေးရတာဖြစ်ပါတယ်အဲ့တော့ဒီသရာနှစ်ခုရဲ့ကွာခြားချက်လေးကိုကျွန်တော်တို့သိချင်းနေဆိုရင်အချက်၅ချက်ပေါ့နော်ကွာခြားချက်၅ချက်လေးကိုကျွန်တော်တို့မှတ်ထားရမှာဖြစ်ပါတယ်နော်အဲ့တော့နံပါတ်1ချက်ပါလဲဆိုရင်non-dero ကကျွန်တော်တို့ရှေ့ရအကြောင်းအရာနဲ့နောက်ကအကြောင်းအရာကဆက်ဆက်မှုမရှိဘူးဆိုရင်ကျွန်တော်တို့ non-dero ကိုသုံးလို့မရအောင်เนาะဂျာမာဂျာကတော့ရတယ် non-dero ကမရအောင်เนาะဥပမာဆိုပါစို့시작하는데로 전화가 왔어요အဲ့တော့ထမင်းစားစားလိုက်တာနဲ့ထမင်းစားကရှိသေးတယ်ထမင်းစားစားခြင်းမှာပဲဖုံးကလာတယ်အဲ့တော့ရှေ့ရပိစာကထမင်းစားတယ်ဖုံးလာတယ်အဲ့တော့ဆက်ဆက်မှုကမရှိဘူးအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ non-dero ကိုသုံးလို့မရအောင်ဂျာမာဂျာကတော့ရပါတယ်시작하자마자 전화가 왔어요ထမင်းစားစားခြင်းပဲထမင်းလေးစားကရှိသေးတယ်ဖုံးဝင်လာတယ်ပေါ့နော်ဒီလိုမျိုးသုံးလို့ရပါတယ်နော်ဟုတ်ပြီဒါနံပါတ်1ချက်ပေါ့နော်နောက်နံပါတ်2ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ non-dero ပေါ့နော် non-dero ကကျွန်တော်ထင်မှတ်မထားတဲ့ကိစ္စမထင်မှတ်ထားတဲ့ကိစ္စတွေပေါ်ပေါက်တဲ့အခါမျိုးတွေမှာဆိုရင် non-dero ကိုသုံးလို့မရဘူးဂျာမာဂျာကတော့ရတယ်နော်အဲ့တော့non-dero ကမထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်တဲ့အခါမှာပေါ်ပေါက်တဲ့အခါမှာဆိုရင်ကျွန်တော် non-dero ကိုသုံးလို့မရဘူးဂျာမာဂျာကရတယ်နော်ဟုတ်ပြီဥပမာဆိုပါဆို시험에 학교 소식을 듣는 대로 사고가 났어요 시험에စာမွေးမှာပေါ့နော်စာမွေးမှာအောင်နေဆိုတဲ့သတင်းကြားခြင်းပဲ accident ဖြစ်သွားတယ်အဲ့တော့စာမွေးအောင်နေနော် accident ဖြစ်တယ်ဒါမထင်မှတ်ထားတဲ့ကိစ္စဒီလိုမျိုးမထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်ပေါ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ non-dero ကိုသုံးလို့မရဘူးဂျာမာဂျာကတော့ရတယ်시험에 학교 소식을 듣자마자 사고가 났어요နော်ဟာလားစာမွေးအောင်တဲ့သတင်းပဲကြားခြင်းပဲ accident ဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးသုံးလို့တော့ရပါတယ်ဒါနံပါတ်2ချက်ပေါ့နော်နောက်နံပါတ်3ကဘာလဲဆိုလို့ရှိရင်non-dero ပေါ့နော်အဲ့တော့ non-dero ကကြတော့ရှေ့ကလုံးဆောင်မှုအတိုင်းတသွေးမသိနောက်ကနေထပ်လိုက်လုတ်တဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့ non-dero ကိုသုံးလို့ရတယ်ဒီနေရာမှာဂျာမာဂျာသုံးလို့မရတော့เนาะအဲ့တော့ရှေ့ကလှုပ်ဆောင်မှုအတိုင်းနောက်ကတသွေးမသိမ်းလိုက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ non-dero ကိုသုံးလို့ရတယ်ဂျာမာဂျာကိုသုံးလို့မရပါဘူးเนาะဥပမာဆိုပါစို့အာယီနော်ဘူမိုကnon-dero 따라해요ကလေးကမိဘလှုပ်တဲ့အတိုင်းရှေ့ကမိဘလှုပ်တဲ့အတိုင်းလိုက်လှုပ်တယ်ဒါကတသွေးမသိမ်းလိုက်လှုပ်တဲ့အခါမှာ non-dero ကိုသုံးလို့ရတယ်ဒီနေရာမှာအာယီနော်ဘူမိုက하자마자 따라 해요ဒီလိုမျိုးသုံးလို့တော့ဂျာမာဂျာနဲ့သုံးလို့တော့မရပါဘူးเนาะအဲ့တော့နံပါတ်3ချက်ဖြစ်ပါတယ်ဒါလေးကเนาะအဲ့တော့နံပါတ်3က non-dero ကရှေ့ကလှုပ်ဆောင်မှုအတိုင်းတသွေးမသိထပ်ကြမခွာလိုက်လှုပ်တယ်ဆိုရင်ကျွန်တော်တို့ non-dero သုံးလို့ရတယ်ဂျာမာဂျာကိုသုံးလို့မရဘူးနေက시키는대로 해ငါခိုင်းတဲ့အတိုင်းလှုပ်တသွေးမသိငါခိုင်းတဲ့အတိုင်းလှုပ်เนาะနေက시키는대로 하면 돼요ငါခိုင်းတဲ့အတိုင်းလှုပ်ရင်ရတယ်နေက시키자마자 해နော်ဟာမြင့်တွေရောဒီလိုမျိုးပြောလို့တော့မရပါဘူးเนาะဟုတ်ပြီဒါနံပါတ်3ချက်လေးပါနောက်နံပါတ်4နံပါတ်4ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ non-dero ပေါ့เนาะအဲ့တော့ non-dero ကကျွန်တော်ဘယ်လိုမျိုးလဲဘယ်လိုအခါမှာသုံးရလဲဆိုရင်ထပ်တလဲလဲပေါ့เนาะထပ်တလဲလဲခဏဖြစ်ပေါ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ non-dero ကိုသုံးလို့ရပြီမဲ့ဒီနေရာမှာဂျာမာဂျာကိုသုံးလို့မရပါဘူးဟုတ်ပြီလားဥပမာဆိုပါစို့투미 나는 대로 전화해 주세요. အချိန်ရတာနဲ့အချိန်ရတိုင်းဖုန်းဆက်ပေးပါလို့ပြောတာဖြစ်ပါတယ်เนาะအဲ့တော့ထပ်ခါဆက်ပေးပေါ့เนาะဟာလားအချိန်ရတာနဲ့အားတာနဲ့ခဏဆက်စီခြင်းနေဆိုရင်เนาะကျွန်တော်တို့투미 나는 대로 전화해 주세요. အချိန်ရတိုင်းဒီဆက်ပေးပါလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဂျာမာဂျာသုံးလို့မရဘူးလားရပါတယ်သို့ပေမဲ့အထိပ္ပယ်လေးတော့ကွာသွားမယ်투미 나자마자 전화해 주세요. အချိန်ရတာနဲ့ဖုန်းဆက်ပေးပါဆိုတော့တစ်ခါလောက်ဆက်ပေးရင် okay သွားပြီထပ်ဆက်စရာမလိုတော့ဘူးเนาะအဲ့တော့ထပ်တလဲလဲဖြစ်ပေါ်တဲ့အခါမျိုးတွေမှာဆိုရင် non-dero ကိုသုံးလို့ရတယ်ဂျာမာဂျာကိုသုံးလို့မရဘူးတစ်ခါလဲဆိုရင်တော့သုံးလို့ရပါတယ်เนาะဒါနံပါတ်4ချက်ပါနောက်နံပါတ်5ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ non-dero ကလုံနိုင်တဲ့လောက်လှုပ်ဆောင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်เนาะ non-dero ကိုသုံးလို့ရပါမယ်ဂျာမာဂျာကိုသုံးလို့မရပါဘူးဥပမာဆိုပါတော့시험에 합격하고 싶으면 단어를 외울 수 있는 대로 외워야 해요. 사무에만 아웅진의 소인 아웅진이는 미닝고 짠나인들랑 째야매. ဟုတ်ပြီနော်အဲ့တော့ကိုလုံးနိုင်တယ်လို့လောက်ရမယ်လို့ပြောတာဖြစ်ပါတယ်ဒီခါမှာဆိုရင် non-dero ကိုသုံးလို့ရပြီမယ်ဂျာမာဂျာကိုသုံးလို့မရပါဘူးခင်ဗျာ시험에
가고 싶다면 합격하고 싶으면 단어를 외울 수 있는 자마자 읽자마자 외워야 해요. 뒤로면 동로로 매야 봐 그냥. 오케이. 다소인 디 논대로네 자마자의 어동주봉이고 알롱 나래멜로 테마네 그 나멜 우소네시네 저희 comment ပေါက်မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီလောက်နဲ့ပဲဆုံးသက်ပါရစေဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်감사합니다